အားလုံးပဲမင်္ဂလာပါခင်ဗျာခုခေတ်စားနေတဲ့တချင်းလေးနဲ့ဆယ်ဒီညီမလေးတွေညီမဆက်ဆန်းကနေတာလေးပေါ်လာလုံးနဲ့အတူကြည့်ကြမယ် Let's go ညနေဝိုင်းလေးနဲ့ညနေဝိုင်းလေးကိုချေရတဲ့သူကိုရင်စုတဲ့ရှက်ပိုက်ထားတဲ့လာကလေးကရဲ့လာပါပြီတဲ့အင်းမြချင်းတော့လာလို့ပဲပူရင်တော့လည်းနေလို့ပါပဲအာငါဘေးနာအိုးမင်းလေးလက်တော့ပြုံးလိုက်ငယ်နော်အိုးငါဘဝချင်တဲ့ရင်ကမြစ်ချတွေကလွယ်ပြီးဘာတစ်ခုမှမမျောလဲငါဘေးနာအိုးမင်းလေးလက်တော့ပြုံးလိုက်ငယ်နော်အိုးငါဘဝချင်တဲ့ရင်ကမြစ်ချတွေကလွယ်ပြီးဘာငါဘေးနာအိုးမင်းလေးလက်တော့ပြုံးလိုက်ငယ်နော်အိုးငါဘဝချင်တဲ့ရင်ကမြစ်ချတွေကလွယ်ပြီးဘာတစ်ခုမှမမျောငါဘေးနာအိုးမင်းလေးလက်တော့ပြုံးလိုက်ငယ်နော်အိုးငါဘဝချင်တဲ့ရင်ကမြစ်ချတွေကလွယ်ပြီးဘာတစ်ခုမှမမျောလင်းပါအိုးမထားခဲ့လိုက်ပါနဲ့